ကဲအခုဗီဒီယိုကိုကြည့်နေရင်လည်းမျက်စိခဏလောက်မိတ်ပြီးတော့ fake ကူးရင်ကြည့်လိုက်အောင်မင်းကအခုကဘာမြေပြင်ကနေအပေါ်ကိုတက်ပြန်တက်လာတာပါလူတွေအမြဲပြောနေကြတဲ့ကီလိုမီတာ400အကွာဝေးဆိုတာထက်ပိုပြီးတော့လက်တွေ့ကြတဲ့ကီလိုမီတာ300အမြင့်ကိုရောက်သွားပါပြီဒီကီလိုမီတာ300ဆိုတာဘယ်လောက်ဝေးလဲသိလားကျွန်တော်တို့မန္တလေးကနေရန်ကုန်မြို့ထိကားလမ်းအတိုင်းမောင်းရင်ကီလိုမီတာ600ကျော်ကျော်ရှိတာပါဖိုလိုတာကမန္တလေးနဲ့ရန်ကုန်အကွာဝေးရဲ့တဝက်ဖာလောက်ပဲရှိတဲ့လမ်းကြောင်းကိုအပေါ်တက်တဲ့အာဂါသာတဲကိုကုန်းရုံတက်လာခဲ့တာပါအဲ့ဒီကီလိုမီတာ300ကမ္ဘာလေထုအဖွန်းနားမှာရှိတဲ့လီယိုလို့ခေါ်တဲ့ပတ်လန်းကျောင်းထဲကိုမင်းရဲ့အာဂါသယဉ်ကြီးကဖိုက်မြက်ရောက်နေပါပြီပြတင်းပေါက်ကနေအပြင်ကိုလှမ်းကြည့်လိုက်တော့မင်းတို့မြင်မှုနေကြကောင်းကင်ပြားကြီးကမရှိတော့ပါဘူးလုံးဝမောင်မိုက်ပြီးနက်ဆိုင်လုံးနဲ့အာဂါသဟင်းလင်းပင်ကြီးပဲရှိပါတော့တယ်ဒါပေမဲ့အဲ့ဒီအမောင်တူထဲမှာတော့အပြာရောင်ကမ္ဘာမြေကြီးကဖိန်တုံးကြီးတုံးလိုတောက်ပနေပါလိမ့်မယ်ပြီးတော့မင်းမျက်လုံးကိုတေချာဖိုက်ကြည့်လိုက်တော့အဲ့ဒီကဘာမြေကြီးပေါ်ကမြန်မာနိုင်ငံဆိုတဲ့မြေပုံလေးကိုနင်အပေါ်ကြီးကနေငေးကြည့်နေရပြီရင်ဘက်ပေါ်မှာလည်းမြန်မာအလံဖတစ်ကာလေးတက်ထားတယ်ပေါ့ဒါပေမဲ့ဖေကူထဲမှာတော့ romantic ဆန်လာပါတယ်တကယ်တမ်းဒီနေရာကိုရောက်ဖို့အတွက်မင်းဘဝမှာဘယ်လောက်တောင်ပေးဖက်ခဲ့ရလဲအာဂါသရင်မှုတယောက်ဖြစ်ဖို့လိုအပ်ချက်တွေကဘာတွေလဲအသက်နဲ့ရင်းရတဲ့ဘလို့ငရဲကန်းတင်တန်းတွေကိုဖျက်ကျော်ခဲ့ရလဲအာဂါသတဲ့ရောက်ရင်ကောဘလို့ဖာဘလို့အိတ်ဘလို့အိမ်သာတက်ရလဲဒီနေ့ဗီဒီယိုထဲမှာတော့မြန်မာနိုင်ငံရဲ့ပထမဆုံးအာကာသယာဉ်မှူးတယောက်ဖြစ်တဲ့မင်းရဲ့ဘဝကိုဘလို့ဖြတ်သန်းသွားမလဲဆိုတာကြည့်လိုက်ရအောင်ပါကဲအိမ်မက်ကနေနိုးပြီးလက်တွေပေါ်ရတဲ့ခဏပြန်ဝင်ကြရအောင်ပထမဆုံးအနေနဲ့ဒီလိုနေရာမျိုးကိုရောက်ဖို့ဆိုတာပညာရေးချင်းကရိုးဖယ်တန်းအောင်ယုံဒါမှမဟုတ်ရင်ဝိဇ္ဇာသိပ္ပံရိုးပွဲလောက်နဲ့တော့လုံးဝမရပါဘူးကမ္ဘာဖန်တို့အရမင်းက FTEM level လို့ခေါ်တဲ့ Science Technology Engineer နဲ့ Mathematics ဘာသာရဲ့တစ်ခုမှာမဟာဘွဲ့ Master Degree မဖြစ်မနေရှိရပါမယ်အခုခေတ်မှာဆိုရင်တော့ကွန်ပျူတာသိပ္ပံနဲ့ AI အပိုင်းတွေကိုပါကျွမ်းကျင်ဖို့လိုလာပါပြီဒါတင်ပဲလားဆိုတော့မဟုတ်ပါဘူးဘွဲ့ရပြီးတာနဲ့လက်တွေ့နယ်ပယ်မှာလုပ်ငန်းအတွေ့အကြုံအနည်းဆုံး2နှစ်ရှိရပါမယ်တကယ်လို့မင်းကအရက်သားမဟုတ်ပဲစစ်ဘက်ကဆိုရင်အတန်ထက်မြန်တဲ့ Jet Fighter လေယာဉ်တွေကိုနိုင်ပေါင်း1000ကျော်ထက်မနည်းမောင်းနှင်ဘူးတဲ့ပိုင်းလော်ဖြစ်ရပါမယ်ကဲဒီပညာရေးချင်းတွေပြည့်မီပြီဆိုရင်တော့ဒုတိယအဆင့်ကျမ်းမာရေးနဲ့ခန္ဓာကိုယ်အရေးချင်းလာပါပြီမျက်စိအမြင်အာရုံကဘယ်ဘက်ကတစ်ဖယ်ဆိုရင်ညာဘက်ကလည်းတစ်ဖယ်ရှိမှရပါမယ်ဒါမှမဟုတ်ရင်ဘယ်ဘက်ကနှစ်ဖယ်ဆိုရင်ညာဘက်ကလည်းနှစ်ဖယ်ရှိမှရပါမယ်တကယ်လို့မင်းကမျက်မှန်သမားမူလို့လီဗာနဲ့ခွဲဖိတ်ထားတဲ့ဆိုရင်တောင်မှခွဲဖိတ်ပြီးနောက်ပိုင်းမှာအမာရွတ်ကြံတာမျိုးဒါမှမဟုတ်ရင်ဖီးအားကြောင့်မျက်လုံးကွဲထွက်နိုင်တဲ့နောက်ဆက်တွဲပြဿနာမရှိမှရပါမယ်သွေးပေါင်ချိန်မှာဆိုရင်ထိုင်ရဲ့အနေထားမှာတိုင်းလိုက်ရင်သွေးပေါင်ချိန်က140-90ထက်လုံးဝမကျော်ရပါဘူးဒုံးပြန်တက်တဲ့အခါမှာဖီးအားတံကိုခံနိုင်ဖို့အတွက်နှလုံးကအာမခံချက်ရှိမှရပါမယ်အရမ်းမြင့်ဆိုရင်လည်း9ပေ2လက်မှ105 စင်တီမီတာကနေ6ပေ3လက်မှ190 စင်တီမီတာကြားပဲဖြစ်ရပါမယ်အရန်လည်းပူးလို့မရဘူးအရန်ရှည်လို့လည်းမရပါဘူးဘာလို့လဲဆိုတော့အာဂါသရင်ရဲ့ထိုင်ကုန်တွေဖက်ခလုတ်တွေနဲ့တပုံးကိုတင်းချီတန်းတဲ့အာဂါသဝိဖုံတွေကဒီအတိုင်းတာကြားထဲမှာပဲကွက်တီတစ်ပိုင်းဖွဲထားလို့ပါကဲလိုအပ်ချက်တွေကိုက်ညီလို့တင်တန်းသားဖြစ်ပြီဆိုရင်ကဘာပေါ်မှာမတယုံတမဲ့ဖြတ်ကျော်ရမယ်ငရဲကန်းတင်တန်းတွေစပါပြီဘာလို့ဒီလောက်ရက်ဖက်တဲ့တင်တန်းတွေကိုမအောင်မချင်းအပြင်အာဂါသကိုပေးမထွက်လဲဆိုရင်အာဂါသထဲမှာအာမတစ်ခုကအသက်တစ်ချောင်းမို့လို့ပါပဲပထမဆုံးငရဲကန်းကတော့ရေအောင်ငရဲကန်းပါမင်းကိုပေါင်300နီးပါကီလို130လောက်လေးတဲ့အာဂါသဝစ်ဖုံကြီးကိုဝက်ခိုင်းမှာပါဝစ်ဖုံကြီးကအိုမိုးခွက်ကြီးလိုမာတောက်နေမှာပါအဲ့ဒါကြီးကိုဝစ်ပြီးတော့ပေလေးပဲနဲ့တဲ့ရေဦးကန်ကြီးထဲမှာတစ်ခါဖင်းရင်6နာရီကြာအောင်လေ့ကျင့်ရပါမယ်ဒါကအာဂါသထဲမှာဖွေးရမဲ့ပြီးပေါ်လောမျောနေမဲ့အခြေအနေကိုကြိုတင်လေ့ကျင့်တာပါဘာလို့ဒါကိုလုပ်ရလဲဆိုရင်တော့အပြင်အာဂါသထဲထွက်ပြီးဖက်ပစ္စည်းတွေပြင်ရတဲ့အခါလက်ကရိယာတွေကိုတွတ်လက်ကင်တွယ်တတ်ဖို့ပါတကယ်လို့ရေအောက်မှာပိတ်မိနေတဲ့အကြောက်တရားကြောင့်ပြာရခတ်သွားရင်ဝစ်ဖုံထဲမှာတင်အသက်ရှူမပြီးအဖုတ်ဝဲတည်နိုင်လို့မို့မအောင်မချင်းရပ်ပေါင်းများစွာလေ့ကျင့်ရတာပါဒုတိယငရဲကန်းကတော့အုံနောက်သွေးပြတ်ဖက်ပါဒီဖက်ကိုဘာလို့အုံနောက်သွေးပြတ်ဖက်လို့ခေါ်လဲဆိုရင်ဒီဖက်ကအရှိန်ပြင်းပြင်းနဲ့လှဲ့ပါတယ်အဲ့လိုလှဲ့တဲ့အခါခန္ဓာကိုယ်ထဲမှာရှိတဲ့သွေးတွေအလုံးကခြေထောက်ဘက်ကိုဖုပြုံပြီးဆင်းသွားပါတယ်အဲ့ဒီအခါအုံနောက်စီကိုသွေးနဲ့အောက်ဆီဂျင်ရောက်ရှိမှုနှဲပါသွားပါမယ်အဲ့လိုနှဲပါသွားတဲ့အခါမျက်စိအာရုံတွေကွယ်သွားမယ်ပြီးတော့သတိလစ်သွားတာတွေဖြစ်တတ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီဖက်ကိုအုံနောက်သွေးပြတ်ဖက်ဒါမှမဟုတ်ရင်သတိမိမျောရဲ့ဖက်လို့တင်ပါပြီးခေါ်ကြတာပါမင်းကိုဖက်မောင်းတဲ့ညီရဲ့ထိတ်ကအခန်းကျင်းနဲ့ထည့်ပြီးတော့အရှိန်ပြင်းပြင်းနဲ့ဝေ့ရန်ပြစ်မှာပါ
မင်းရင်ဘတ်ပေါ်ကိုကပ္ပဖွဲရရဲ့ကိုဗ 9G40 တက်ရောက်လာပါလိမ့်မယ်အလွယ်ပြောရရင်ဖင်6ကောင်ကမင်းရဲ့ရင်ဘတ်ပေါ်ကိုတက်နှင်းထားသလိုပါပဲဘာလို့လဲဆိုတော့ဒုံးပြန်တက်တဲ့အချိန်နဲ့ကဘာမြေကိုပြန်ဖင်းတဲ့အချိန်မှာအဲ့ဒီ 9G ဖီအားကိုခံနိုင်ဖို့အတွက်ပါတာမန်လူဆိုရင်သွေးတွေအကုန်ခြေထောက်ထဲဖုသွားပြီးတော့အုံနောက်ထဲသွေးမရောက်တော့ပဲဖက်ကန်ပိုင်းအတွင်းတတိလစ်သွားပါမယ်အဲ့လိုတတိလစ်သွားရင်ဒုံးပြန်ကိုမထိန်ချုပ်နိုင်တော့ပဲတစ်ဖွဲ့လုံးပေါက်ကွဲပြီးတော့သေဖုံးသွားမှာမို့လို့ပါအဲ့လိုတတိမလစ်အောင်လို့မို့အထူးအသက်ရှူနည်းကိုမဖြစ်မနေသင်ရတာပါကဲတတိယငရဲကန်းကိုတော့ ON5Y လို့နာမည်ပေးထားပါတယ်ဒါကတော့လေရင်ကိုအပေါ်ကိုဒေါင်းလိုက်ထိုးတက်ခိုင်းပြီးအောက်ကိုဝုန်းကနေပြန်ထိုးဖင်းခိုင်းတာပါအဲ့ဒီအချိန်မှာဖက်ကတ်20ကြား zero gravity ဖွဲရမဲ့ဖြစ်သွားပါတယ်ဒါကိုတစ်နေ့ကိုအခါ90လောက်လောက်ရတာပါတစ်နေ့ကိုအခါ90လောက်လေရင်ကြီးကဝုန်းကနေထိုးဖင်းထိုးတက်လုံနေတာဆိုတော့ဖင်းမသာကြည့်လိုက်တော့မန္တလေးမြို့တော်ဝင်ကခြာရက်ကိုအဖ100လောက်အရှိန်မြင့်ပြီးတော့ဖီးနေရလို့ပါပဲဘလောက်ပဲအသေးမာတဲ့သူဖြစ်ဖြစ်မအံမဲနေနိုင်ပါမလားအဲ့ဒီချိန်မှာအမေကဲပါအောင်လို့တော့အော်ဖို့အချိန်မရတော့ပါဘူးလူရဲ့နားထဲကနေဟန်ချက်ထိန်တဲ့အရေးတွေပြောင်းဖန်ပြီးတော့အပြင်းအထန်အော့အန်ရမယ်ဒါကိုမအောင်ရင်ဘာဖြစ်မလဲဆိုတော့အာဂါတာလည်းရောက်လို့ဝတ်ဖုံမျက်နှာဖုံးထဲမှာအံမိရင်ဖွဲရမရှိလို့အံဘတ်တွေကအောက်မကြပဲလေထဲဝဲပြီးတော့ကိုယ့်အံဘတ်ကိုပြန်ရှူမိပြီအသက်ရှူကျက်ပြီးတေးနိုင်ပါတယ်ဒါကြောင့်ခန္ဓာကိုယ်ကျင်သားရအောင်ကြိုလို့ရတာပါသရုပ်ထတစ်ခုကတော့တောရိုင်းရှင်တန်ချင်းဖကေးပါကအရန်အေးရဲ့ရုရှားနင်းတော်ထဲမှာတွားပြီးကြနိုင်လို့မျိုးအရန်ပူတဲ့ဂန္ဓာရထဲမှာလည်းတွားပြီးကြနိုင်ပါတယ်အဲ့တော့ကဘာမျိုးကိုပြန်ဖင်းတဲ့အခါဖတ်ချုပ်ရင်းပြီးလူသူမရှိရဲ့တောနက်တွေပြုတ်ကြရင်ဒါမှမဟုတ်ဂန္ဓာရတွေပြုတ်ကြရင်ကယ်ဖယ်ရေးအဖွဲ့တွေရောက်မလာခင်ဖက်ကြဝင်းပလီရန်ကနေတာရဲတိရစ္ဆာန်တွေရန်ကနေပြီးတော့ကာကွယ်ဖို့အတွက်မီးမွေးဖို့အတွက်အမိုးကဖောက်ဖို့အတွက်အဖာရှာဖို့အတွက်တင်ရတာပါဒါကိုမတက်ရင်အေးခဲပြီးတည်သွားနိုင်လို့မျိုးအဖာရီဖာငတ်ပြက်ပြီးလည်းတည်သွားနိုင်ပါတယ်ကဲဒီငရဲကနေအောင်မြင်လို့အာဂါတာရဲ့ရောက်ပြီဖို့ပါဖို့ဗိန်ကြပြီလို့ထင်နေရလားလုံးဝမဟုတ်ပါဘူးအခုမှဒုက္ခတွေရဲ့အဖပါပဲကဲပထမဘုံဒုက္ခကတော့အဖားတော့ပါပဲမာလာရှန်ကောတို့မွေးငါတို့ထမင်းကျော်တို့ဖို့ဝေးသေးအာဂါတာရင်ပေါ်ကအဖားဖာတွေအကုန်လုံးကအချောက်ခံပြီးလေယာနယ်ပိတ်ထားတဲ့အထုပ်တွေဖားကျင်ရင်အထုပ်ထဲရင်နွေးကိုအနယ်ထိုးထည့်ပြီးကလေးဖိုးလေးလိုမျိုးနယ်ဖက်ပြီးတော့ပြုံကနေဖုတ်တော့ရတာပါငပိရေတို့ငရုတ်သီးမုံတို့လုံးဝယူသွားလို့မရပါဘူးဘာလို့လဲဆိုတော့အမုံတွေလွင့်ပြန်ပြီးတော့ဖက်တွေထဲဝင်ရင်ပေါက်ဝဲနိုင်လို့ပါဒုတိယဒုက္ခကတော့အိမ်နာတက်တာပါဒါကဒုံးပြန်မောင်းရတာထက်ကိုပိုပြီးခေါင်းဖားပါတယ်မင်းကအပေါ်သွားမယ်ဆိုရင်ဖန်ပြွန်နဲ့တေးရပြီးတော့အလေးသွားမယ်ဆိုရင်လေးလက်မလောက်ပဲကျဲတဲ့အိမ်နာပေါက်ပေါ်ကိုကွက်တိထိုင်ပြီးတော့လေဖုတ်ဖက်ခလုတ်ကိုနှိပ်ရမှာပါအလေးသွားမယ်အိမ်နာပေါက်လေးလက်မဖူတာမင်းတို့တောက်နေကြဘီယာကွက်အဝတ်တဲ့နည်းနည်းလေးပဲပိုပြီးကြီးတာပါအဲ့တော့မင်းတို့ရဲ့ပြစ်မှတ်မင်းတို့ရဲ့တားကက်ကလုံးဝတဲ့နေမှာရပါမယ်မတဲလို့ကတော့အာကာသယာဉ်ထဲမှာလီဖိုဖက်ကမဖုတ်နိုင်ခင်လွင့်မြောက်ကုန်ပါနိုင်ငံတကာကအာကာသယာဉ်မှုတွေတင်တန်းတက်ရင်အိမ်သာအောက်မှာကင်မရာတက်ပြီးတော့ကိုယ့်ပြစ်မှတ်ကိုတဲ့မတဲ့ဖက်ခွင်ကနေကြည့်ပြီးလေ့ကျင့်ရတာပါသိပ္ပံပညာကဒီနေရာမှာတကယ်ကိုအောက်ခြေအဖင်တီကိုဒီဒေးကြပါတယ်တကယ်လို့မင်းကအချိန်ကိုက်လေဖုတ်ဖက်ကိုမနှိမ့်မိရင်မင်းရဲ့အညစ်အကြေးတွေကအာကာသယာဉ်ထဲကိုဂျိုရုတွေလိုမျိုးပေါ်လောပေါ်ပြီးတော့မင်းရဲ့မျက်နှာဖီကိုပြန့်နေလာပါလိမ့်မယ်အဲ့တော့တေချာလေးအချိန်ကိုက်နှိမ့်မိဖို့လိုအပ်ပါတယ်ကဲတတိယအိတ်ဖက်ချင်းငရဲကန်းကနေကြိုးဖို့ပါတယ်အာကာသယာဉ်ထဲမှာအိတ်ရမရှိဘူးနေရံမှာကတ်ထားတဲ့ flipping bag ထဲကိုဝင်ပြီးအိတ်ရမှာပါမင်းရဲ့ခန္ဓာကိုယ်ကိုနေရံနဲ့တေချာတိုင်းပြီးတော့ချီမထားဘူးဆိုရင်မင်းကအိတ်ပျော်နေတော့မှပဲလွင့်မျောပြီးတော့တခြားသူရဲ့မျက်နှာကိုခြေထောက်နဲ့တွားပြီးကန်မိပါလိမ့်မယ်ပြီးတော့လက်နက်ဖက်ကဖွဲရမရှိလို့လေထဲမှာပေါ်လောမြောက်တက်လာမှာပါအပြင်ကနေကြည့်ရင် sleeping bag ထဲမှာမတ်တက်ရက်ပြီးလက်ကြီးနှစ်ဖက်မြောက်နေတဲ့တရုတ်တဖေလိုမျိုးပါပဲနောက်ထပ်ဖိတ်ဝင်ပါဖို့ကောင်းတာကရေချိုးနီးပါပဲအာကာသထဲမှာရေပန်းဖွင့်ချလိုက်ရင်ရေတွေကအောက်ကိုကျမလာဘဲနဲ့လေထဲမှာပေါ်လောမျောပြီးတော့ဖက်တွေကိုတွားပြီးပတ်မိရင်ပေါက်ကွဲပုံမှာဖိုးလို့ရေပန်းတွေမရှိပါဘူးအထူးပြုလုပ်ထားတဲ့ရေအိတ်ထဲကနေရေဖက်တွေကိုခန္ဓာကိုယ်ပေါ်ညှစ်ထုတ်ရပါမယ်ရေကအရေပြားပေါ်မှာဂျယ်ရီတုံးကြီးလိုမျိုးကတ်နေမှာပါအဲ့ဒီရေတုံးတွေကိုလက်နဲ့တကိုယ်လုံးလိုက်ပုတ်ပြီးတော့ရေဘက်တိုက်ရပါမယ်ဖက်ပြားကလည်းရေဖေးချပြားမလို့တဲ့ non rises အမျိုးဖားပါခေါင်းလျှော်ပြီးရင်လည်းပဝါအချောင်းနဲ့အမြုပ်တွေကိုပြန်တုပ်ပြရပါမယ်ခေါင်းလျှော်ပြီးတဲ့အခါမင်းရဲ့ဖပင်တွေက Dragon Ball တွေကဖူပါဖိုင်ယန်လိုမျိုးအပေါ်ကိုအချုံလိုက်ကြီးထောင်းနေမှာပါဒီမှာအဓိကအာကာသထဲမှာရေကအရန်ကိုအဖိုးတန်တော့မင်းရေချိုးလို့အငွေ့ပြန်သွားတဲ့ရေမင်းအသက်ရှူထုတ်လိုက်တဲ့အဖိုးတက်
နောက်ဆုံးမင်းသွားထားတဲ့ဖီအပေါ့တွေကိုပါအာဂါသရင်ကဖက်ကြီးနဲ့ပြန်ဖုတ်ယူပြီးတော့တန့်ဖင်ပြစ်မှာပါပြီးရင်တောက်ရည်အဖြစ်ပြန်ပြောင်းပေးမယ်ဖိုလိုတာကဒီနေ့မင်းတောက်လိုက်တဲ့ကော်ဖီကမနေ့ကအမင်းတငယ်ချင်းအာဂါသရင်မူသွားထားတဲ့ဖီအပေါ့ကိုပြန်ချက်ထားတဲ့ရေဖြစ်နေနိုင်ပါတယ်အာဂါသထဲမှာတော့မင်းရဲ့မနေ့ကဖီကမနှက်ဖြန်ရဲ့ကော်ဖီပဲလို့တောင်ဟာတာပြောကြပါတယ်ဒီလိုဒုက္ခတွေကြားထဲမှာအိမ်ကိုလွမ်းတဲ့ဖိတ်ကလည်းမသေးပါဘူးပြတင်းပေါက်ကနေမြန်မာနိုင်ငံပေါ်ဖြတ်ပြန်တဲ့မိနစ်ပိုင်းလေးမှာအမေတုတ်တဲ့လက်ဖက်တုတ်လေးဖြစ်ဖြစ်ထမင်းပူပူလေးဖြစ်ဖြစ်စားကျင်လိုက်တာဆိုပြီးမျက်ရည်ကကြမိပြန်ရောဒါပေမဲ့အာဂါသထဲမှာမျက်ရည်ကအောက်ကိုဖိမကြပါဘူးမျက်လုံးသားမှာရေလုံးကြီးလိုကပ်ပြီးကြီးလာမှာပါလွမ်းလုံးငိုပါတယ်ဖိုမှမျက်ရည်ရှိကရေလုံးကြီးကိုလက်နဲ့လိုက်ပုတ်ထုတ်နေရလို့ romantic fan လို့တော့မရပါဘူးဒါပေမဲ့ခံစားရသမျှဒုက္ခတွေအကုန်လုံးကပြတင်းပေါက်အပြင်ဘက်ကိုကြည့်လိုက်ရင်ပျောက်ကွယ်သွားမှာပါကဘာမြေကြီးရဲ့လေတုအလွာပပလေးကအပြာရောင်တောက်ပနေပြီးအနောက်ကဖက်ကြဝလာကြီးကတော့လုံးဝကိုမှောင်မိုက်နေပါတယ်ကျယ်ရီကကဘာပေါ်ကလို့တစ်ဖြက်ဖြက်မတောက်ပါဘူးစိန်နှုံးနေလို့ငြိမ်ပြီးဖူးဖူးရှာရှာလင်းနေမှာပါမင်းကဒီမြင်ကွင်းကိုမြင်မှုတဲ့တမိုင်းတစ်လျှောက်မှာပထမဦးဆုံးမြန်မာလူမျိုးပေါ့ရှင်ထဲမှာဘလောက်တောင်ခုံယူဖို့ကောင်းလိုက်တယ်ဒါဟာအခုလောလောဆယ်တော့ POV ဖိတ်ကူးရင်တခုဖြစ်နိုင်ပေမဲ့နောက်တစ်ချိန်မှာတကယ်ဖြစ်မလာနိုင်ဘူးလို့ဘယ်သူပြောနိုင်ပါလဲအာဂါသရင်မှုတယောက်ဖြစ်ဖို့အတွက်လိုအပ်ချက်တွေကအရန်ခက်ခဲပေမဲ့မင်းရောမြန်မာနိုင်ငံရဲ့ပထမဦးဆုံးအာဂါသရင်မှုဖြစ်လာဖို့ဒီစိန်ခေါ်မှုကိုလက်ခံရဲလားကဲအာဂါသရင်မှုဖြစ်ဖို့ဘလောက်ခက်ခဲလဲဆိုတာသိပြီမလားဒါပေမဲ့အာဂါသရင်မှုတွေကြော်ဖြတ်ရတဲ့သင်တန်းတွေရဲ့အနှစ်သာရကဘာလဲဆိုတော့အခြေအနေတွေဘလောက်ပဲဖိုးကိုယ့်ရဲ့ဖိတ်ကိုထိန်းချုပ်ပြီးရှင်သန်နိုင်အောင်ကြိုးစားခြင်းပါပဲမင်းတို့ငါတို့လက်ရှိဘဝမှာလမ်းပြောင်းနေတာတွေပိတ်မိနေတာတွေကလည်းတနေ့မှာပိုပြီးမြင့်မားတဲ့နေရာကိုပြန်တက်ဖို့အတွက်ငရဲကန်းတင်တန်းတွေကိုဖျက်ကျော်နေရတာလို့သဘောထားလိုက်ပါဒီဗီဒီယိုကိုသဘောကျရင် like နဲ့ subscribe လေးလုပ်ပေးဖို့မမေ့ပါနဲ့နောက်ထပ်ဘလို့ POV အမျိုးအစားတွေကိုကြည့်ကျင်သေးလဲဆိုတာ comment မှာရေးခဲ့ပေးပါဦး